စိတ်နဲ့လိုက်တာကွန်တက်လည်းဒီနေ့ပြီးတင်ရမှာဆက်ကလည်းစိတ်သွားရပါမလို့တပိနှစ်သိမ့်မိထင်တယ်ဟဲ့နင်လည်းမကောင်းပါလားအနီးပါဖြစ်နေတယ်ငါတက်က AI နဲ့ပတ်သက်တာတုံးကတိတ်အဆင်မပြေဖြစ်နေလို့ဟဲ့အစ်စ်လေးရအောင်မထင်ပါဘူးအော်ဟုတ်လားနင်ကတော့တက်နေလိုက်ကြလားဟုတ်တယ်အရင်တလောမှဝယ်ထားတာဒါ HP ရဲ့တစ်ထပ်ထားတဲ့ model လေးမမော်လည်းဆိုတော့ဘာအားသာပါလဲဟုတ်တယ်ဒါ HP Omnibook လေးပုတ်ပပနဲ့ AI feature တွေအများကြီးသုံးလို့ရပြီးတော့ cover တွေသုံးရတာလည်းအများစံတော့ငါတို့လို content creator တွေအတွက်ပိုပြီးအဆင်ပြေရလေ